နောက်တစ်ခုကတော့ဖျားဟောထဲမှာပါတဲ့ကျွန်းကြီးလေးကျွန်းမြင့်မို့တောင်ရဲ့ပုံသဏ္ဍာန်စัจ java ရာတို့ရဲ့အထိပ္ပယ်ကိုရှင်ဖျားရှင်းပြပြီးတော့မူပါ မြတ်စွာဘုရားကတော့တိုက်ရိုက်ဟောထားတာဘုံမတွေ့ဘူးပိဋကသုံးပုံလို့ဆိုရက်ဘုရားစကားလုံးနဲ့ဘုရားကိုယ်တိုင်ကကျွန်းကြီးဘယ်နေရာမှာဘာရှိတယ်ဘယ်နေရာမှာဒီလိုပုံသဏ္ဍာန်နေနဲ့ဟောတာမရှိပါဘူး မှန်ပါဗျာ မရှိဘူးအဲ့ဒါတွေနဲ့ဆက်နွယ်ပြီးတော့မြတ်စွာဘုရားကရှိတယ်ဆိုတာလောက်ကိုအတိုင်းအတာတစ်ခုရှင်းပြဖို့အတွက်ဟောတာတော့ရှိတယ်ခုနသုလနိကလောကဓာတုသုတ်ဆိုတာမနေ့ကပြောတာလို့ပေါ့နော်အဲ့လိုဟာမျိုးတော့ဟောတာရှိတယ်ကျွန်းဆိုတာကမြေပြင်မှာရေပတ်လေဝိုင်းလိုက်ရှိတဲ့မြေကိုကျွန်းဟုခေါ်သည်မဟုတ်လား မှန်ပါဗျာမှန်ပါဗျာ အဲ့တော့ပင်လေရှိလို့ရှိရင်ရေပြင်နဲ့မြေပြင်ဟာကမ္ဘာမှာပဲအများ ရှည်ရများပါ ရှည်ရများတယ်အရေထဲမှာပေါ်ထွက်နေတဲ့အရာကိုကျွန်းခေါ်တာပဲ မှန်ပါဗျာ အဲ့အကြီးစားကြီးက၄ခုခဏခနဲ့ပြောမယ်ဆိုတိုက်ကြီး၄တိုက်ကြီးဩစတြေးလျပါပါတိုက်ကြီး၅ထိုင်မဟုတ်လား မှန်ပါဗျာ ခဏခေပြောတာကျွန်းမြေကြီးတွေကိုပြောတာနော် မှန်ပါဗျာ ပြီးတော့ဒါတွေကလည်းပဲအချိန်ပိုင်းအားလျော်စွာပြောင်းလဲနေတာတွေရှိတယ်အသစ်ပေါ်လာတာလည်းရှိတယ်ပျောက်ကွယ်သွားတာတွေလည်းရှိတယ်ပေါ့နော်လက်ရှိထဲမှာဘုရားဟောတဲ့ထဲရလို့မဟုတ်ဘူးပါဠိစာပေအထက်ကရာတီကနောက်ပိုင်းမှာဖော်ထားတာလေးတွေကတော့ရှိတယ် တမန်ဗျာ နော်ကျွန်းကြီးလေးကျွန်းကိုတောင်ကျွန်းမြောက်ကျွန်းလဲကျွန်းမြတ်စွာဘုရားကတော့နာမည်လေးတွေနဲ့တော့ဟောထားတာရှိပါတယ် မှန်ပါဗျာ နော်ပုပ္ပဝီဒီဟာအရှိကျွန်းကိုပုပ္ပဝီဒီဟာတောင်ကျွန်းကိုသဗ္ဗုဒိပအနောက်ကျွန်းကိုအပရခောယာနာမြောက်ကျွန်းကိုဥတ္တရခုရုဆိုပြီးတော့အလိုလေးလောက်တော့ဟောထားတော့ရှိတယ်ပေါ့ မှန်ပါဗျာ မြတ်ဗုဒ္ဓရဲ့ပုံတရံတို့ဘာတို့ကျွန်းကြီးလွန်းကျွန်းရဲ့ပုံတရံတို့ဒါမျိုးတော့ဖော်ပြီးတော့ဟောထားတာရှိဘူး မှန်ပါဗျာမှန်ပါဗျာမှန်ပါဗျာ စัจ java လာတိုက်တဲ့တောင်းဆိုတာအခုလို့ကဘာမြေကြီးပေါင်းတောင်းချီရှိတဲ့ကနန်းနဲ့ဖွဲ့စည်းထားတဲ့အစုတစ်ခုကိုရည်ညွှန်းပြောတာပါ မှန်ပါဗျာ ဆိုလိုတာစัจ java လာတိုက်တဲ့တောင်းဆိုတာဖျားလောင်ဖွားတော်မူတဲ့အခါမှာတပြိုင်နဲ့မြေငလျင်လှုပ်တဲ့ဟာ မှန်ပါဗျာ နော်ဖွားတော်မူတဲ့အခါတို့ဖျားလောင်နဲ့ပတ်သက်ပြီးတော့ဖျားနဲ့ပတ်သက်ပြီးတော့တပြိုင်နဲ့ဖြစ်မြေငလျင်လှုပ်ခြင်းဆိုတာကိုဖြစ်ပေါ်စေတဲ့စัจ java လာကိုရည်ညွှန်းပြီးတော့တိုက်တဲ့တောင်းလို့ပြောတာနော် မှန်ပါဗျာ ဇာတိခေအာနာခေဝိဒယခေလို့နေပယ်ကြီး၃ရက်ရှိတယ် မှန်ပါဗျာ မြတ်စွာဘုရားမွေးဖွားတဲ့အခါမှာတခြားဖះလောင်းမွေးဖွားတဲ့အခါမှာတပြိုင်နက်ပြင်ကလေးတုံဟိတာကိုတိုက်တဲ့တောင်းလို့ပြောတာစัจ java လာပေါင်းတစ်ခုတစ်တောင်းရှိတယ်နော်နောက်မြတ်စွာဘုရားရဲ့ဒီတရားဓမ္မတွေကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်တွေရှိလို့မြတ်စွာဘုရားတရားရဲ့လက်ခံတာဒါကိုအာနာလို့ခေါ်တယ်အာနာခေလို့ခေါ်တယ် မှန်ပါဗျာ မြတ်စွာဘုရားရဲ့အဆုံးအမကိုလက်ခံတဲ့အတိုင်းအတာတစ်ခုကစัจ java လာ grade 3သိန်းလို့ပြောတယ် မှန်ပါ နောက်တစ်ခါဝိသယခေတ်လို့ဆိုတော့မြတ်စွာဘုရားအာယုံပြုတာကြတော့1000လည်းမကဘူး3သိန်းလည်းမကဘူးမရေမတက်နိုင်အောင်ဖြစ်လို့အဲ့ဒါကြတော့အနန္တအဆုံးပိုင်းချမရှိဘူးလို့ပြောတယ် မှန်ပါ စัจ java လာအနန္တဆိုတာအဲ့ဒါ မှန်ပါ အာယုံပြုလို့ရတာအနန္တ မှန်ပါ မြတ်စွာဘုရားရဲ့အကြောင်းကိုသိပြီးတော့ဘုရားတရားတော်ကိုလက်ခံတယ်အေးဟာကဘာဂရေတသိန်းစัจ java လာဂရေတသိန်းဘုရားလောင်းမွေးဖွားတဲ့အခါတို့ဓမ္မစကြာဟောတဲ့အခါတို့ဘုရားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကောင်းချီးပေးတဲ့အနေနဲ့ဥပမာအာဝသင်္ခါရလွတ်တဲ့ဆိုရင်ဝမ်းနဲ့ခြေကွဲတဲ့အနေနဲ့မြေငလျင်တုံဟိတာ1000 မှန်ပါဗျာ အဲ့လိုဆိုလို့တယ်နော် မှန်ပါဗျာမှန်ပါ